ဘယ်ကောင်းလဲမနဲ့ဆော့ဆော့စီစီငါ့အိမ်ရှိမှာအော်ကြီးဟင်းကျင်နေ ယောက်ျားရဲ့စိတ်လျှော့ပါ ငါအကြောင်းသိနေ ဘရာအောင်ရဲ့အလားသူတို့ခေါ်ရတယ်ငါလက်ကောင်းထွက်တော့မှာပဲနင်မတကားလာဝှကြစမ်းဘရာအောင် ဘာလို့လဲ နင်တော်လေ ငါတော့ အတော်ရှိရလားကို မရှိပါဘူးတခါမှလည်းမကြဘူး မလေးဟဲ့ဖာကန်တဲ့ကြောက်အောင်ပြီးတထေးလေးဖြစ်ခါမှာအတော်တောင်မေ့တယ်တော့မပြောချင်ဘူးဟဲ့ငငယ်ငါပဲထိတ်လာခဲ့ရတာပါဟဲ့ကဲပါပြမမိုးရကြနေလာအိမ်ထဲမှာစကားပြောအောင်အိမ်ထဲမှာလာနဲ့မိမလေးလားအချောလေးတော့ဟဲ့အိမ်ကြီးကအကြီးကြီးပဲတော်ချမ်းသာထားတာပဲ ဘယ်လိုလုပ်ကြမလဲရှင်ပြောတဲ့ရှင့်အတော်မဟုတ်တာပြောတယ်ဟိုမှာဇွတ်ဝင်သွားပြီ ဟောတော်ဆိုလဲတော်ပေါ့အထဲရောက်မှကြည့်ရှင်းကြမယ်လား ရှင်းပြီ အေးကိုတယောက် ဟာလေ ဟောခဏထိုင်အောင်လို့အဲ့ဒါမေးကြလေးရှိလို့ ပင်ပန်းတန်းနဲ့ကဲဘာမှမလဲမေး ဟုတ်ရလေအတော်တော်တယ်ဆိုလို့အဲ့ဒါကျွန်တော်နဲ့တော်လားသူနဲ့တော်လား ဟဲ့နေဘက်ကတော်တာလေနေအဖေဘက်ကတော်တာ ဖေဖက်က ဟုတ်တယ် ရှင်းကတူရီတော့တာမဟုတ်ဘူး အချင်းတာပဲ ကဲထင်းမနေနဲ့ငါမျိုးဆက်ပြမယ်နေအဖေရဲ့အဖေနေအဖိုးယူတဲ့နောက်မိမဘက်ကပါတဲ့သားရဲ့အမအဲ့တော့နေတော့အရင်ခောက်ပေါ်ဟဲ့ အဲ့လိုလဲရလား ရလို့ပဲငါနင်တို့စီရောက်လာလေမလေးဟဲ့ဒီမှာငါအခုစိတ်ကူလာတာနင်တို့ရှင်းပြရတာနဲ့ပဲလေယောဂမသက်တာဘူးထပ်ပြီးတော့ယောဂတစ်ခုတော့တိုးတော့မယ်ငါနားကျင်ပြီးငါ့အခန်းလေးစီစဉ်ပေး အော်ညာဘက်ချိုးမှာ အေးကွန်ရလား အော်ရတယ် အေးအေးကွန်ကောင်းမစေနော်မဟုတ်တော့ငါမအိတ်တက်ဘူးတော့သွားမယ် အခုပြောရနေရလာတာဆို ဒီပြောတာပဲဆေးလာကူတာဆိုတော့တပတ်တလီတော့နေမှာပေါ့ငါမိမလည်းအိမ်ထဲမှာတယောက်တည်းပဲဆိုတော့အပေါ်ရလေဟုတ်ဘူးလား ဟုတ်ပါတယ်အော်ကိုအလုံးလုံးကြောက်လို့မယ်မြင်မြင်လို့ အေးတွားပြီနော် တော် I love you I love you တော်လေး ဟဲ့ ဒီမှာသမီးမအားလေးတော့စက်တနီလေးကိုခွာပေးပါဦး မြင်ပါသူတို့အိမ်မှာနေတယ်ဆိုတိုင်းနဲ့တခုပြီးတခုခိုင်းနေတော့ပါပဲဒါခွာပေးအောင်မယ်လာပြီဟဲ့လာပြီသူတို့အိမ်မှာလည်းနေမိပါလေခိုင်းလိုက်တာကိုပြောနေတော့အမလေးလာကြပါငါကမဖြစ်သွားလည်းမသိဘူး ဇော်လေးဘာဖြစ်တော့ မလေးဘာဖြစ်တယ်မသိပါဘူးဟဲ့ဒီမှာနေမိမလေးဒီလေးရုံမာခိုင်းတော့ငါခါတော့ညက်သွားပေါ့ဒီမိမလေးပြောပြပါဦးဟဲ့ငါတနေ့ကမနာရဘူးခိုင်းတာဆိုတာလောက်ပါ မိမဒီမှာလူကြီးရဲ့ဆေးကူဖို့လာနော်အခုဖြစ်ပြီးကြည့်အောင်မိမတနေကုန်လဲခိုင်းထားဆို ဘယ်ရတာတနီကမခိုင်းပါဘူးအခုနဟင်းချက်နေလို့မအားလို့သူစက်တနီလေးခွာခိုင်းရုံမရှိတာတော်လေးအပေါ်ကြီးတိတ်မပြောနဲ့နော် အမလေးငါကိုပြောတာမဟုတ်ပါဘူးဟဲ့ဒီမှာနေမကြည့်အခုပဲလက်တွေ့ခိုင်းထားတဲ့ဟာအောင်အမလေးကိုပြောနေတော့နားပြီဟဲ့ခါရကြွလာပြီခါကြွလာပြီဟ အိုးပါတော့ လူကြီးကိုလာတော်လေးတော်လေးဒီနာခဏထိုင်လိုက်အောင်တော်လေး ဘာလဲ တော်လေးဘယ်နဲ့နာနေရတော့ ခါရီရောဒီချီစလုံးနေရောအယိုးစက်တဲ့အကုန်လုံးကြိုက်ထားတယ်လို့ပဲနာနေတာ အဆိုခဏလေးကုန်းရထုတ်တဲ့လေအယိုးကျော်လင်းစီလေးလင်းကြည့်ပါလား ဒါဘာအတွက်ကောင်းတာတော့ ။အော်ဒီအယိုးကျော်လိမ့်စီကလေအစွမ်းထက်တဲ့ဆေးဖက်ဝင်တဘာဝအတီးအခေါက်အစီနစ်တွေနဲ့ဖော်ဆက်ထားပြီးတော့လေဖက်နာကြောင့်ဖြစ်တဲ့အယိုးအကျော်အရွက်ရောင်တာတွေအဆင့်မြင့်ရောင်ရမ်းကတ်ခဲတာတွေကိုလည်းတက်တာစီတယ်။ပြီးတော့ရင်လေကြီးပေါင်းဖြစ်တာတွေဇက်ကြောတက်တာတွေခါနာဒူးနာခြေဖနှောက်နာကျင်တာတွေခြေဖွားထုံကျင်ကတ်ခဲတာတွေကိုလည်းထိရောက်စွာတက်တာပြော့ကင်းစေတယ်တော်လေးရဲ့ ခုမှပဲနေလို့ကောင်းတော့တယ်ငါပေးလေပစ္စည်းကောင်းလေးဆိုငါကြိုက်တတ်တယ်ဟဲ့နင်တို့လည်းမြန်နေအောင်ညာဘယ်နည်းလောက်ရှိ သုံးနဲ့ တုံးနေကိုနေတော့ကလေးမြူကြတယ်ဗလား မြူသေးဦး ဟဲ့မြူတယ်မလို့နဲ့နော်ကလေးဆိုတာငယ်တော့ယူကြမလေးကြည့်လာလို့ရှိရင်လေမွေးရခက်တယ်ဟဲ့ဒါနဲ့လေငါမေးပါဦးမင်းယောက်ျားလို့လားနင်လို့လား တော်လေးဘိုင်လာပြောနေရလေအခုခေတ်ကလေးတယောက်ပြည့်စုံဆောင်ရှော့ရတယ်ဆိုတာလွယ်နေများထင်နေတာ အမလေးဟဲ့တယောက်ကိုပူနေသေးတယ်ငါဆို၄ယောက်ငါသားသမီးတွေဆိုလို့ရှိရင်ကြည့်လို့နိုင်ငံကြတော့ပို့ထားပြီးအခုဆိုရွာမှာလေတယောက်အရက်ကတာဝလေရီရချန်နေတော့လေအများကြီးငါရွာမှာဆိုလို့ရှိရင်ခင်းဝင်နေတထေးဟဲ့နည်းနည်းရမဟုတ်ဘူးနော်နင်းကြည့်ရတာလဲဟဲ့တသားမီမီလေးတွေပြူစုရတယ်တဲ့ကိုလေးအလားပါထိုင်ပြင်နေရတာမျိုးမက်မိုးတဲ့မိန်းမမျိုးပါသိပါဘူးငါတာလေနေရောက်ခမနေရမှာဆိုလို့ရှိရင်ငါသားနေရတော့လုံးဝတဘောမတူအချို့ယောက်ျားတွေလေဘာကြည့်ပြီးကြိုက်ကြတယ်မသိဘူးနော်အလားပဲတနေ့ကုန်ထိုင်ပြင်နေမိခင်စိတ်မရှိကြဘူးတော့တချို့ဟာတွေကလေကလေးယူလိုက်ရင်ပုံပြစ်မှာဆိုတဲ့ခါကျတော့မယူကြဘူးအဲ့ဒါဘာစိတ်လဲ အော်
တာလားသိကျင်တယ်ပေါ့ဒါကိုကြီးစီးတဲ့ကထွက်တဲ့အစီချစ်ဖြတ်ပြာစီလေ ဘာကောင်းတာလဲအစီရီတဲ့အစီပိုးချင်းအဝါလုံးချင်းအစင်းနဲ့ကတ်ခဲချင်းငါဖြစ်နေတဲ့ယောဂါတွေအမလေးရောင်ချင်းဒူးနာချင်းနဲ့တွေးကြောချင်းချင်းများပြင်တွေးအစီများအဝါလုံးလေးလာချင်းအမလေးငါဖြစ်နေတာတွေအတော်အလားအထိုင်တာခက်ခက်တာငါဖြစ်နေရတယ်လေကြည်ကြီးထားသလိုပဲတော့ပိုရောအစီတွေကိုလေတဲ့ဘေးဥပကင်းစာနဲ့ချစ်ဖြစ်ပေးပါလိမ့်တဲ့ငါဖြစ်နေရတဲ့ကတိပဲဒီစလေးငါပြောလိုက်တော့မနော် မပေးပါဘူးလိုချင်ကိုတော့ဝဲပါလား ငါဒီမှာတော့ရမှာတော့ အော်လိပ်စာလေးပြောပြမယ်အမတ်စားမြင်စွဲမြင်းဆောင်နဲ့တာယာကုန်းကနတ်တာကုန်းရက်ကွက်အေးစိန်ရန်ကုန်မြို့မှာရှိတယ် မလေးဟုတ်ပါပြီငါပဲဝယ်ပြီးတော့တောက်တုံးတော့လိုက်ပါမယ်နေဟာလေတော့တော့ကစကောက်တဲ့ကောင်မနော် အော်မေ तू ကပဲပြောရတယ်ရှိသေး မိမရေကိုပြန်လာပြီမိမ အကူတူပြောချက်ရှိမလားထိုင်အောင်ဟာလားပြောချက်ရှိရထိုင်အောင် မိမဘာပြောလို့လဲ မိမလေးဒေါ်လေးတော်တော်စိတ်ပြက်နေပြီသီလားလုံးဝတီးမခံနိုင်တော့ မိမလည်းတော်လေးနဲ့ဘာဖြစ်ပြန်ပြီတော့ ဘာဖြစ်ရမှာလဲဒီနေ့လေမိမကိုခလေးမရနိုင်ဘူးလားတဲ့ဘသူကလိုလာလဲအဲ့ဒါအခန်းထဲထိဝင်မေးကြအကြောင်းရှိလားပြော အဲ့ဒါတော့တော်လေးလိုနာပေါ့ဒါပေမဲ့မိမရေတော်လေးနဲ့တင်းတင်းမြင့်မြတ်နေပါနော် နေနိုင်မအောင်အခုပြောတော့ဒေါ်လေးကဒီမှာတစ်ဖက်နှစ်ဖက်ပဲနေမှာဆိုပြောတော့မိုးလားကဲလားနဲ့ဒါလဲနွားတွေချဲနေလေတွေရှိတယ်ဆိုညမလားသူ့အိမ်အခုနေတာတနေ့ကြော်နေပြီအိမ်ကမစင်းသေးဘူးသူမစင်းရင်နဒီစင်းမယ် အာမိမလည်းမိမဘာလို့အိမ်ပေါ်နေဆင်းရမှာတော့မဆင်းရပါဘူး အေးမိမမစင်းစေချင်ဘူးဆိုလို့ရှိရင်လေသူ့ရအောင်စင်းခိုင်းလေ ဟာမိမလည်းခက်တော့တာပဲဗျာဟာမိမရေလာပါဒီမှာလေးကိုလိုကုမ္ပဏီလေးအကျွေးနဲ့ဝိုင်းပြီးတော့ဒီဝါလီခံတော့မယ်နဲ့တူတယ် ဘယ်လိုဖြစ်တာလဲအခုရဲ့ ဟာဒီဝါလီခံတော့ဒီအိမ်နဲ့ချန်နဲ့ပါမှာ အဲ့လိုတော့ပြစ်မခံတဲ့လို့ကွယ်တခုတော့ကြံပါအောင် တနဲ့တော်လေးရောတော်လေး ဒေါ်လေးရှိရဲ့ ဟာတော်လေးကကိုယ့်ရဲ့အမျိုးရင်းခောက်ဆိုတော့သူ့ကိုတောင်းကြရမယ်နဲ့တူတယ် ဟုတ်တယ်သူကသူ့ရှိမှနွားတွေလေတွေချန်နေရှိကြခဏခဏကြွားနေကြအခုရဲ့ ဟုတ်ပြီအဲ့ဆိုရင်သူပြောသလိုပဲသူကကိုယ့်ရဲ့အတော်အရင်ခောက်ဆိုတော့သူ့ကိုတောင်းကြရမယ်ဒါဆိုတော်လေးစီသွားရအောင် အခုဒီပဲဒေါ်လေးဟဲ့ဒေါ်လေးထုတ်လေလည်းမတွေ့တော့ဘူးမောင်မလွယ်ရောလာဘယ်လိုလုပ်ကငါတရားဒေါ်လေးထုတ်ပြသွားပြီဘိုးရေဘယ်လိုလုပ်လဲဒေါ်လေးဘယ်လိုမကြည့်တော့ဝဲဒီဝါလေးကိစ္စဘယ်လိုလုပ်မှာတော့ကိုဘာလို့ရှင်းနေရတော့ကောင်းရောက်တော့ပါပြီလားကိုယ်စိတ်ကိုထိမ့်မအောင်ကိုယ် ကိုဘာမှဖြစ်ပါဘူးမိမကလည်းမိမပဲဒေါ်လေးကိုအိမ်မှာမနေစေချင်ဘူးဆို ဟုတ်တယ်လေ အေးလေအခုထွက်သွားပြီလေ အော်ဟုတ်လားပဲ ကိုရိုညာဟိုးရင်တော့ငါလိုပဲဒီအိမ်ကြီးထဲမှာညောက်သေးပဲပျော်ရွှင်ရွှင်နေသွားကြမယ်နော် အဲ့ဒါအတော်ဆုံးပဲ အမိမမှတ်ထားရမှာလေဆွေမျိုးမဟုတ်တဲ့ရွှေမျိုးတွေဆိုတာဒါမျိုးတွေကိုပြောတာနော်